ဆိုင်ခွင့်ပေးကလူသားများအတွက်ကောင်းဆုံးပြင်ဆင်ပေးတဲ့စာဝန်တွေရဲ့ပူဆောင်လူဘူးလေဖရာရဲ့ကောင်းချီးခံစားရရောင်စုံငယ်ကလေးများလာပါတဲ့သင်စင်တွေနဲ့ကျွေးတဲ့မနဲ့ခင်လေးစားကိုနေတဲ့တိုင်းလို့ချခွင့်ပေးကကောင်းမြတ်ခြင်းနဲ့စာပြုစေတယ်ခင်လေးစားကိုနေတဲ့တိုင်းနှုတ်ထားခွင့်ပေးကကောင်းမြတ်ခြင်းနဲ့စာပြုစေတယ်